အေးဂီယာဖြုတ်မယ်နော်မန်နျူရယ်ဆိုဂီယာဖြုတ်တော့တောက်ချောက်အနက်ပဲနော်တောက်ချောက်အနက်ပဲနီးနဲ့မပါဘူးတောက်ချောက်အနက်ဒီအင်းရောတောင်းပြီးပဲအေးတော့မဟုတ်တယ်ဗျအေးလေကျွန်တော်တော့ဟာဟာဒီလိုအားလာမှာအားကြီးကြတယ်တော့လည်းရောတဲ့တာကြဘုံတဲ့တော့တာဟုတ်ကဲ့ဟုတ်ဒီတော့ကတိုက်ပြပုံစီလိုလို့အခုလောက်တာမင်းတပတ်လည်းရှိတယ်တပတ်လည်းရှိတယ်ဟုတ်ကဲ့ဟုတ်ဒီတော့မှမဒေါ်လေးဆိုင်ရဘာမှမလုပ်ရဘူးအခုတော့လည်းတိုင်နေရတော့ဒီကမှန်ကွဲတယ်နော်အခုဒီနာမည်ပေါက်ကကြာပြီ15နှစ်ရှိသွားပြီတက်လက်သေးပဲအပြင်ကတော့ပြန်စည်းဆိုရင်လှတယ်လက်ရကောင်းတယ်အတွင်းအယုတ်စစ်အကုန်អော်သေးကျွန်တော်ကတိုက်ကြီးတဲကအလေးဆုံးကြီးမြန်မာမြင့်ကြီးကားကောင်းမှုကြီးပေါ့ဘောကွင်းရတယ်ကွင်းစားတာလို့ကျွန်တော်ကိုရာထားတာဟုတ်ကဲ့ဟုတ် TV အလုပ်လုပ်လား TV လုပ်နေလို့မော်ဒယ်ကြတော့ဘယ်လောက်ထွက်လဲ1001ပေါ့1001ပေါ့ဗျာဦးတက်ခဏပေးဦးတက်ခဏပေးလက်ကနာပါဦးတက်ပေးနာပါကားလေးကတော့ရိုးစစ်အကုန်လုံးအော်ဆေးနဲ့ပဲချန်1001cc ဟုတ်လိုင်စင်က2025ဆန်းလာပိုင်းထိတန်းကျန်တယ် 3C နဲ့2025ဆန်းလာပိုင်း31ရက်နေ့ဦးကျော်ဟန်ဟော1002မို့တယ်2002ကိုကြီးကျော်ဈေးကြတော့ဘယ်လောက်ပြောရမလဲကိုကြီးဈေးလေးပြောပါအောင်ကျွန်တော်420ပေါ်လာတယ်420ဟာ420ဒီမှာရှိသေးတယ်ဟုတ်ကဲ့အင်းကြီးမဟုတ်တယ်အယိုးစစ်ကတော့ရှယ်လာတယ်လားသလားအယိုးစစ်ကတော့ဘာမှပြောကြမလို့ကျွန်တော်လည်းကျွန်တော်တို့ကကိုလိုမျိုးကားကြည့်ကြတယ်ကျွန်တော်တို့က10နှစ်နေလို့တတိယအောင်လောက်တော့အင်ဂျင်ကားတော့ကကျွန်တော်အားမသိဘူးအခုတော့မစီးဘူးနဲ့ပြန်ဟောအားကမှာပါပဲဝင်းမြင်ဝေးလည်းမြင်ကျွန်တော်မကောင်းဒါတွေအားလုံးစီးကြောအောင်မလားတော်တော်ညစ်ပတ်တကားဖွင့်စမတ်အဲ့တကားဖွင့်အချောဟိုဘက်တကားကိုဖွင့်ချိတ်ကတော့အလုံးအော်ချိတ်တွေပဲအခုဘော်ဒီလောက်ရင်းနဲ့တကားချက်ပင်တစ်ခုလောက်တာဟိုဘက်ချက်ပင်ကတော့အော်ပဲတကားကြမယ်ပြင်လေးတာဟိုဘက်နဲ့ချတော့အော်ပဲစီလင်းတွေပါလို့တော်တော်ညစ်ပတ်တယ်သူတုံးထားတဲ့ကားအပြင်ကားဖြစ်မစွိုင်းဘူးဗျာမစွိုင်းဘူးဟုတ်ကဲ့ဟုတ်စီရတာ3မြောက်1002တော့ကိုဟူးကြလေးခဏပြောရလိုက်နာလေးတကားလိုက်နာခေါ်ကြည့်ခရီးခေါ်မတိတ်နေရသလားသူ့ရဲ့နှစ်ထပ်ချိတ်တွေအားလုံးမှန်တယ်ဆက်ဈေးကအရှော့တင်းလုပ်ပေးမလားဈေးမများဘူးလားဆရာဘာလို့ဆိုမန်နျူရယ်ဂီယာလေးဗျာသူတို့ရင်းဟုတ်ကြိုက်ရင်ဈေးလုပ်ပေးဟုတ်ကဲ့ဟုတ်ကဲ့ဈေးလုပ်ပေးမယ်420တော့ခေါ်ထားတယ်ဗျာဈေးတော့လုပ်ပေးမယ်ပေါ့တောင်းရှောင်းနဲ့ပန်ရှင်တလက်ကင်နာမည်ပေါက်ကားလေးပဲချမ်းလေး
2002 model နော်ဒီကားလေးလိုချင်နေဆိုရင် YouTube ချင်းမချင်းများ39933653ကိုဆက်သွယ်ပေးပါနောက်6အလက်ကလေး400ဆုံလေးဈေးကတော့ညှိနှိုင်းလို့ဝင်မယ်အင်ဂျင်အဝေးတော့ပပရှိတယ်ဗျအင်ဂျင်တော့ထိလို့အင်ဂျင်ကောင်းတယ်အရှိလေးကားမှတစ်ချက်လဲရမယ်ရွှမ်းရမယ်ကားရွှမ်းရမယ်ဆေးအသက်အတိုက်ခိုက်လုံးဝမပါဘူးအတိုက်ခိုက်ရှင်းတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်မင်းအကိုကြီးဖုန်းနံပါတ်ယူထားလိုက်အောင်ကိုကြီးဆက်သွယ်ဖို့ခေါ်ရလေဘူးတော့ ပေါ်မကိုကြီးနံပါတ်လေးထပ်ပေးထားလိုက်ပါကိုကြီးရာဝါဒလမ်းမှာပဲရှိမယ်ဟလားဝါဒလမ်း နေရခိုးလာတယ်ဗျာ ဟောဝါဒလမ်းမှာဦးကျော်ဟန်နာမည်ပေါက်ဒီကမှာပါနေမှာကောင်းပြီစီးမဟုတ်လဲတလားကြာတော့ပြန်ထွက်တဲ့ချိန်တကြီးမရတော့ အဲ့လေကျွန်တော်400အောက်390လောက်ဆိုရင်ရောင်းဝယ်တော့390ဒီကားလေးကဒါပန်ရှင်နာမည်ပေါက်ကားလေး ပူဇော်ဝင်းရဲ့ကျွန်တော်တို့ပူဇော်ဝင်းအဲ့လိုမျိုးအဲ့လိုရောင်ပူဇော်ဝင်း